အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတတ်တဲ့အားလုံးမင်္ဂလာပါ။ Bayern Munich ရဲ့တိုက်စစ်မှု Hurricane ပေါ့လေ Hurricane ကအခုလက်ရှိမှာ Premier League ကိုသူပြန်လာဖို့ဆန္ဒရှိနေတယ်။ဒါ Hurricane ကအခုလောလောဆယ်အနေထားရအခု Bundesliga မှာအကောင်းဆုံးခြေစွမ်းပြပြီးတော့ဒါသူ့ရဲ့ form ကိုကောင်းကောင်းထိန်းထားနိုင်တဲ့အချိန်မှာသူ Premier League ကိုတော့တချို့ပြန်လာခြင်းတယ်။အဓိကဘာဖြစ်လဲဆိုတော့သူAlan Shearer ရဲ့ Premier League ရဲ့ all time top goal scorer ဆိုတဲ့ record ကိုသူချိုးချင်တယ်။အခုလောလောဆယ်အနေထားအရ Mohamed Salah က Premier League ရဲ့ top 5 ထဲကိုရောက်လာခဲ့ပြီ။ဒါပေမဲ့ Alan Shearer ရဲ့စံချိန်ကိုမီဖို့ကဝေးလို့သေးတယ်။ဆိုတော့ Alan Shearer ရဲ့စံချိန်ကိုမီနိုင်တာက Hurricane ပဲရှိအချိန်မှာ Hurricane ကလာမယ့်နွေရာသီမှာသူ Bayern Munich ကထွက်လို့ရတဲ့ရောကြီးစာချုပ်ရှိတယ်။အသက်32နှစ်ပဲရှိတဲ့ Hurricane ကဒီရာသီက Bayern Munich နဲ့ဒုတိယမြောက်ရာသီဖြစ်တယ်။ဒါသူ့ကိုယူရိုတန်း90ကျော်100လောက်Bayernကသုံးခဲ့ရပြီးတော့ဒါအခုလက်ရှိမှာဒါ Hurricane ကိုဒါအမှန်တမ်းပြောတော့တန်း100 plus ပေါ်လေတန်း100 plus ယူရိုတန်း100 plus အပိုစုချင်းဝင်10တန်းBayern Munich ကိုရောက်ပြီးခဲ့ကဒါပြီးခဲ့တဲ့ရာသီမှာအောင်မြင်မှုမရပါပဲHurricane က Bundesliga မှာ32ပွဲမှာ36ကိုသွင်းပြီးတော့ဒါပြိုင်ပွဲစုံ45ပွဲမှာ44ကိုသွင်းထားတယ်။ဂိမ်းရဲ့ record ကဘယ်လောက်ထိကောင်းလဲဆိုရင် Bundesliga Bayern Munich အသင်းကိုရောက်ပြီးတဲ့အချိန်မှာပွဲ80မှာ85ကိုသွင်းပြီးတော့ Bundesliga 55ပွဲမှာ58ကိုတပွဲပြတ်တကူထက်တော့မက32နှစ်ရှိတယ် injury တိတ်မဖြစ်ဘူးဗျာ။ဆိုတော့ Bayern က Hurricane ညမှာရရှိအစားထိုးမဲ့သူတွေကိုစဉ်းစားနေတဲ့အချိန်မှာBayern Munich အသင်းကတကယ်လို့ Hurricane သာထွက်ချင်ရင်လာမယ့်နွေရာသီမှာဒါရောကြီးစာချုပ်ပေါင်68တန်းပေါင်68တန်းဆိုတာကကျွန်တော်အခုလက်ရှိ current market ပေါက်ကြီးနဲ့ဒါအခုဒါ68တန်းကိုတွက်လိုက်လို့ရှိရင်ယူရိုတန်း80ရှိတယ်ဆိုတော့ဘိုင်ယန်ကသူ့ကိုခေါ်တော့ကယူရိုတန်း100 plus ပေးထားချိန်မှာ Hurricane ကိုဘိုင်ယန်ပြန်ရောင်းချင်ရင်ရောကြီးစာချုပ်ယူရိုတန်း80နဲ့ထွက်ခွာခွင့်ရှိတယ်Hurricane က Premier League ကိုပြန်သွားမယ်ဆိုရင်တော့ဖြစ်နိုင်ခြေကTottenham Hotspur က Hurricane ကိုနံပါတ်1ပြန်ခေါ်ခွင့်ရှိတယ်။ထားပါတော့ Bayern Munich ကဂိမ်းကိုထွက်ခွာခွင့်ပေးပြီးရောကြီးစာချုပ်ချပေးပြီးဆိုရင် Spurs ကဘယ်သေးနဲ့မဆိုဦးစားပေးအနေနဲ့ Hurricane ကိုပြန်ခေါ်လို့ရတဲ့ဒါသဘောတူညီမှုရှိတယ်။တော့ထားပါတော့2.2%ပေးရင်တော့မှဒီအသင်းက80ပေး Hurricane ကို Spurs ကလည်း80 like ပေးမယ်ဆိုရင် Spurs ဦးစားပေးခေါ်လို့ရတယ်။အဲ့လိုမျိုးပေါ့လေ။ So Tottenham ရဲ့အသက်32နှစ်အရွယ်တိုက်စစ်မှုဟောင်းလက်ရှိBayern Munichရဲ့တိုက်စစ်မှု Hurricane ကိုမလုံချင်ကြဘူးလားယူရိုတန်း80 Osimhen က85တန်းရှိတယ် Gyökeres က85တန်းရှိမယ်နောက်ဒီ Benjamin Sesko ကအနည်းဆုံးတန်း90ရှိမယ်တစ်ချိန်တည်းမှာပဲ Jonathan David က free Dusan Vlahovic ကတန်း80ဒါတန်း30ရှိတယ်ဆိုတော့အပြောင်းရွှေ့မှာထိပ်တန်းတိုက်စစ်မှုတွေအားလုံးကဈေးကြီးနေတဲ့အချိန်မှာHurricane ကတော့ဝါရင်တိုက်စစ်မှုပေါ့လေအသက်32နှစ်အရွယ်ရှိတဲ့တိုက်စစ်မှုတယောက်တော့ယူရိုတန်း80ဒါပေမဲ့ Hurricane လိုကစားမမျိုးဒဏ်ရာလည်းမရတဲ့အတွက်ကြောင့်ယူရိုတန်း80က200ဒီ3ရင်တော့တန်တယ်ဗျာအခု31 32 33 200ဒီကို100ဒီကိုကိုအစိတ်ပဲတွင်သူဘိုင်းရမှာ200ဒီကစားတယ်ပထမရာသီ44ကိုဒီရာသီမှာပွဲတွေအများကြီးကျန်သေးတယ်ဒါပေမဲ့သူ32ကိုတွင်ထားတယ်တောင်ကြီးချင်းအဖြစ် Hurricane ကိုပြန်ခေါ်ရင် Premier League club တွေနဲ့တန်တယ်ဗျာကျွန်တော်အမြင်တော့Okay receive value မရှိတဲ့အချက်တစ်ချက်ကတော့ပေးသက်တွေအတွက်ရောပိုင်ရှင်တွေစဉ်းစားနိုင်ကြဖြစ်ပေမဲ့နွေရာသီမှာယူရို6ပေါင်69တန်းရောကြီးစာချုပ်ယူရိုတန်း80ရှိတဲ့ Hurricane ကို Premier League club တွေပြန်ခေါ်နိုင်တယ်။ဂိမ်းကလည်းတကယ်လို့ Premier League ကိုပြန်လာရင် Alan Shearer record ကိုချိုးဖျက်နိုင်စွမ်းရှိတယ်ဆိုတော့32နှစ်ရှိမဲ့ Hurricane ကိုလိုချင်ကြတာယူရိုတန်း80ရှိမယ်ဘလို့မြင်လဲအနည်းဆုံးတော့100တီကို guarantee ကိုအစိတ်နဲ့30ကြာရမှာ200တီဆိုရင်ဒါ960ပဲအဲ့လိုကစားမမျိုးတရားဘလို့မြင်လဲယူချင်ကြလားကိုမမောင်ပဲရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်